အခုကတော့ရှင်ကြိုက်တယ်ဆိုတဲ့နေရာကိုလာတာဖြစ်ပါတယ်ခင်ဗျာဒီဘက်မှာရှင်ကမခဲတာတို့ဒီမှာလာရှင်မတွေ့ရကြလို့ရှင်လာတွေ့ရပါကဲဘယ်ကိုသွားနေရလဲတော့မသိဘူးတလန်းလုံးအိပ်ပြီးတော့လိုက်လာတာသူတို့ကကားရက်တော့25မိနစ်ရဆင်းကြည့်ဆိုလို့လာဆင်းကြည့်ရ25မိနစ်အခုလက်ရှိတွေ့နေတဲ့အနေထားရကြောက်ဆောင်နေနဲ့ကြောက်တုံးနေနဲ့ဟိုပါကြောက်ကပ်ပန်းဆွဲဆိုတာဒါမှပြောတာကြည့်ဦးမိုက်တယ်ဗျာမိုက်တယ်အခုပြထားတဲ့ဗီဒီယိုကတော့လွန်ခဲ့တဲ့နှစ်တွေကသူများတွေတင်ထားတဲ့ဗီဒီယိုတင်ပြထားတာပေါ့နော်ကျွန်တော်သွားတဲ့အချိန်ကတော့မိုးအများကြီးမြွေရတော့တဲ့အတွက်ကြောင့်အခုလိုမျိုးလှလှပပရေးတွေနဲ့တော့မတွေ့ခဲ့ရဘူးကျွန်တော်ကကံမကောင်းဖြစ်သွားပါပေါ့ဗျာကော်ဖီဆိုင်လေးရှိရပါတော့ Refill Cave တဲ့တိုင်တီးလေးရှိစရာတွေပါဈေးတော့မကြည့်တော့ဘူးဈေးကြီးရဆိုနော်ကမလေးကတော့အရန်စိတ်လှုပ်ရှားပြီးရောက်လာဒါပေမဲ့ဒီမှာရေရမ်းမြဲတော့ကြောင့်သူလည်းကြောက်ပြီးတော့မှရေတော့မကူးရတော့ရှင်နေတကယ်ရှင်နေကြိုက်နေပါပြီခုလက်ရှိရှင်ကကျွန်တော်တို့တည်တဲ့ဟိုအကောင်ကြီးရတော့မဟုတ်ဘူးဖြုတ်လိုမျိုးတေးသေးလေးကဲရှင်ကြိုက်နေပြီရှင်သမင်လာကြိုက်ခံတာပါရှင်နေနဲ့မဟုတ်ဘူးကြီးကျွန်တော်ငါခေါင်းမဝဲနေလို့အဲ့လိုပဲဟိုပန်းလေးလာတော့ပြားရဝဲတာမို့ရှင်နေဝဲနေရောရှင်နေဝဲတကယ်ရှင်ကြိုက်တယ်ဆိုတော့အတိုင်းရှင်နေတကယ်ကြိုက်တယ်ရှင်နေကတေးသေးလေးယူလာရှစ်သူလန်းကြအိုမန်အပေါင်းဆလာလာမှာရှိတယ်ရှစ်သူလန်းကြလမ်းလျှောက်လို့တော့ကောင်းတယ်ရှင်ကြိုက်တယ်ရှင်လေးလည်းကြိုက်တယ်ဒီနေ့ကတော့လောက်ပါပဲရှင်ကြိုက်တဲ့နေရာလာခဲ့ပေါ့ရောက်ခဲ့ပေါ့ပြောစရာကြီးသူတို့ဆော်နေချင်ညနေပိုင်းလိုလိုက်လို့အကြီးပဲမှာ beach ကိုရောက်လို့လာပါပြီအေးလားဒီနေ့အတွက်ကတော့ဒါကနောက်ဆုံးပို့တဲ့နေရာလို့ပြောတယ်အဲ view ရတော်တော်လှတယ်ကဲဒီပင်လယ်ကြီးရဲ့အနားတရားကိုနေကပ်သွားပြီးတော့ကြည့်ရှုရအောင်ဗျာ